ဖေးစစ်ကဲထရင်နာလေးရှင်းပြပါအောင် Okay ပါ Hello အားလုံးမင်္ဂလာပါ Mr. PC1 Gaming YouTube Channel ကနေမိတ်ဆွေတငယ်ကျွန်တော်အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရစေ။ Okay ဒီတစ်ခေါက်ဗီဒီယိုလေးကကျွန်တော်ရဲ့ဒီ YouTube Channel မှာညီငယ်လေးတယောက်ကမေးထားတာလေးကိုကျွန်တော်အနေနဲ့တွေးလို့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ပေးရခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးကတော့ Physical Trainer ဆိုတဲ့ဒီ Achievement Mission လေးကိုဘယ်လိုလုပ်ရမလဲဆိုတာသိချင်တဲ့သူတွေအတွက်ကျွန်တော်အနေနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်။အဆုံးမိတ်ဆွေတငယ်ကျွန်တော်ရဲ့ account လေးထဲဝင်လိုက်ပါဝင်ပြီးရတဲ့တော့ဒီ Achievement ဆိုတဲ့ Mission လေးနေရာကိုတွားလိုက်ပြီးကျွန်တော်ဒီ gun ပုံစံနေရာလေးကိုထောက်လိုက်ပါအဲ့ဒီမှာတော့ Physical Trainer ဆိုတဲ့ဒီ Achievement Mission လေးကိုတွေ့အောင်ရှာလိုက်ပေါ့နော်တွေ့တာနဲ့တပြိုင်တည်းသူ့မှာတော့ Achievement Mission တိုင်းမှာပါဝင်တဲ့တော့ Mission ကတော့3ခုပဲရှိရပေါ့နော်ဒီ3ခုကဘာတွေလဲကျွန်တော်အနေနဲ့ရှင်းပြပေးမယ်ပေါ့နော်ဒါကတော့တော့အနေနဲ့ဒီ classic ပွဲတွေမှာပဲစိုးရမယ်ပေါ့နော်ဒီ Achievement Mission တွေ3ခုอ่ะပေါ့နော်ပထမတစ်ခုကတော့တော့ Craft 10,000ရဲ့ပြီးနောက်ထပ်ဒုတိယတစ်ခုကတော့တော့ Jump 10,000ရဲ့ပြီးတော့ GoPro 10,000ရဲ့ပေါ့နော်ဒီ Mission 3ခုရှိရပေါ့နော်ဒီ Mission 3ခုတော့ဘယ်လိုမျိုးဖြစ်ရမလဲဆိုအရင်ဆုံးတော့အနေနဲ့ဒီပွဲတွေစိုးရမယ်ပွဲတွေစိုးတဲ့ခါမှာတော့ classic ပွဲတွေစိုးရမယ်ပေါ့နော် run ပဲဖြစ်ဖြစ် unrun ပဲဖြစ်ဖြစ်ကြိုက်တဲ့အခန်းကိုစိုးလို့ရတယ်ဒီခန်းထဲကိုစိုးလိုက်ပြီဆိုရင်မိတ်ဆွေတကယ်ကျွန်တော်နေသူ့အနေနဲ့ဒီ mission 3ခုရဲ့အဓိကရည်ရွယ်ချက်ကတော့ဘာလဲဆိုတော့ပထမတစ်ခုကတော့တော့ crop 10,000ဆိုတာဒါကတော့တော့ဒီပွဲတွေဆိုတဲ့ခါမှာတော့ငွေလုံးရမယ်ပေါ့နော်ငွေလုံးရမယ်ဆိုတာတော့မြက်တွေမှာပဲဖြစ်ဖြစ်တော့အိမ်တွေထဲမှာပဲဖြစ်ဖြစ်တော့ဝစ်ပြီးနေရမယ်အဲ့လိုမျိုးဟာကိုကျွန်တော်နေအချင်းကြီးအတွက်1000လုပ်ပေးရမယ်နောက်တစ်ခုကကျတော့ကျွန်တော်နေ jump 10,000ဒါကတော့မိတ်ဆွေတွေကျွန်တော်လည်းနားလည်မှာပေါ့နော်ဒါကတော့တော့ပွဲတွေဆိုတဲ့ခါမှာတော့နေခုံရမယ်ပေါ့နော်အဲဒီကနေတော့ classic ပွဲတွေဆိုတဲ့ခါမှာခုံပြီးတော့တွားတာပဲဖြစ်ဖြစ်တော့ခုံပြီးပြတာပဲဖြစ်ဖြစ်ဘယ်လိုမျိုးလုပ်လို့ပေါ့နော်အဲ့လိုလုပ်လို့ရတယ်ပြီးတော့နောက်ဆုံးတစ်ခုကတော့ GoPro 10,000ပေါ့နော်ဒါကတော့တော့နေပွဲတွေဆိုတဲ့ခါမှာတော့ pro ရမယ်ပေါ့ pro ဆိုတော့ဝစ်ပြီးတော့မွေလောက်ရမယ်မွေလောက်တဲ့ခါမှာလည်းသူကတွားရမယ်ပေါ့နော်တို့ဒီတိုင်းရက်နေလို့မရဘူးတို့ပြောမှဆိုတော့ဗျာတို့မွေလုံရင်းနဲ့တွားရမယ်ပေါ့နော်အဓိကနေလည်းဒါမြန်မာလိုရှင်းပြမယ်ဆိုရင်တော့တို့မွေလောက်ပြီးတို့တွားရမယ်ပေါ့နော်အဲ့လိုမျိုးလောက်ရမယ်အဲ့အမျိုးမှာတော့အကြေအတွက်1000ပေါ့နော်ဒီ mission 3ခုကတို့လွယ်လွယ်လေးပါတို့ပထမတစ်ခုကတော့တို့နေနဲ့မွေလောက်ရမယ်တော့မှတ်လောက်ဖဲနဲ့နေရမယ်ပေါ့နော်ဒါကိုအကြေအတွက်1000နောက်တစ်ခုကကျတော့တို့နေနဲ့ခုံရမယ်ပွဲဆိုတဲ့အခါမှာအကြေအတွက်1000ခုံရမယ်ပြီးတော့နောက်တစ်ခုကကျတော့ GoPro ဆိုတာငွေလောက်ပြီးတော့တွားရမယ်ဒါမျိုးအချိန်အတွက်1000ပေါ့နော်ဒီ mission 3ခုကတော့အနေနဲ့ဒီ classic ပွဲကိုပွဲထဲမှာပဲအချိန်အတွက်ဘယ်လောက်လောက်တော့အကန့်အသတ်မရှိဘူးပေါ့နော်မိတ်ဆွေတကယ်ကျွန်တော်လုံးရင်လုံးနိုင်တဲ့လောက်ဒီ achievement point မှာတော့ point တွေတက်လာမယ်ပေါ့နော်တချို့တွေကြောက်လဲတော့ပွဲတွေဒါဆိုတာဒီလိုမျိုးတွေလည်းတိတ်မလုံးဖြစ်ဘူးပေါ့နော်ဒါကြောင့်မို့တချို့ကကြောက် physical trainer ဆိုတဲ့ဒီရန်လွယ်ကူရဲ့ achievement mission လေးကတော့အခုထိတော့မပြီးသေးတာဖြစ်ပါတယ်ကဲမိတ်ဆွေတကယ်ကျွန်တော်လည်းဒီ achievement mission လေး3ခုတာပြီးမြောက်သွားမယ်ဆိုရင်တော့ achievement point 30လေးရမယ်ပြီးတော့ classic create coupon ခုလည်းလာလုံးဝတော့ free ရရှိမယ်ဆိုတာမစိုးလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းတော့ဒီ mission လေးကတော့4-5ရက်ထိုင်နေလဲပြီးသွားနိုင်ကြတော့မရှိဘူးပေါ့နော်နည်းနည်းပပတော့ပွဲအများကြီးစိုးရမယ်အချိန်တော်တော်ပေးရမယ်ပေါ့နော်တစ်လားလောက်တော့ပေးရမယ်ပေါ့နော်ခုမှတော့အရန် point တွေမများသေးတဲ့သူတွေဆိုတော့တစ်လားလောက်ထီတော့အချိန်ပေးပြီးစိုးမှပဲဒီ mission လေးကလုံးဝ complete ဖြစ်မှာဖြစ်ပါတယ်โอเคပါဒါဆိုရင်တော့မိတ်ဆွေတကယ်ကျွန်တော်နေလဲဒီ physical trainer ဆိုတဲ့ achievement mission လေးကိုလုံးဝတေချာပေါင်းနားလည်သွားမယ်လို့ပြောလိုက်ပါတယ်တကယ်လို့မိတ်ဆွေတကယ်ကျွန်တော်ဒီ physical trainer ဆိုတဲ့ achievement ပြီးပြီလားပေါ့နော်တကယ်လို့မပြီးသေးဘူးဆိုရင်ယခုဗီဒီယိုကြည့်ပြီးလုံးဝလွယ်တကူမြန်ဆုံးနဲ့ပြုလုပ်နိုင်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါယခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်မိတ်ဆွေတကယ်ကျွန်တော်အနေနဲ့ like and subscribe ပြုလုပ်နေပါတယ်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတကယ်ကျွန်တော်ဒုတိယစီစဉ်ရကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะကဲအားလုံးပဲ bye bye